music နဲ့ပတ်သက်ပြီးမှမေးထားတဲ့လူတွေရှိတယ်အခြေခံတော့ရှိတယ်တဲ့ဆိုတော့ဘေကနေပြန်စတင်ရမလဲပေါ့ကျွန်တော်ကတော့အခုလက်ရှိပြန်လို့တင်နေဆိုတော့ကျွန်တော်စီမှာကျွန်တော်ရဲ့အတွေ့အကြုံလေးပြောပြချင်တယ်ဆိုတော့အခြေခံလေးရှိတယ် music ကိုဘယ်လိုပြန်ဘေကနေပြန်စတင်ရမလဲဆိုတော့ကျွန်တော်ပြောပြလိုက်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံအရဆိုရင်ဒီ music ဆိုတာတကယ်တော့တအားလွယ်တယ်ဘာမှခက်ခဲမှုမရှိဘူးခုနှစ်တန်ပဲရှိတယ်ခုနှစ်တန်ဒေါ်ရေမီဖာဆိုလာတီတော့ပေါ့နော်ပေးရမဆိုဒီဘေးနိုင်ငံမှာမဆိုဘသူမဆိုဒါပဲတုံးတယ်ပြီးရင်အဲ့ဒီမှာနောက်ထပ်တစ်ဆင့်မြင့်လို့ရှိရင်12တန်ရှိတယ်သူဂျားတန်ပြန်ပေါင်းရင်12တန်ရှိတယ်เนาะအဲ့ဒါကိုအလွတ်ချစ်မဲ့ရတယ်လေအခုပဲချက်ဘေးချိန်ပဲရည်လိုက်ခုနှစ်တန်လေးကတော့ဘသူမဆိုရနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကပြောပြလိုက်တယ်ခုနှစ်တန်ကိုချက်စရာမလိုပါဘူးလို့เนาะကျွန်တော်တို့ဒရီမီဖာခုနှစ်တန်ကိုရလားဆိုရတယ်တဲ့ချက်နိုင်လားချက်နိုင်တယ်တဲ့အဲ့ဆိုကျွန်တော်ကောင်းပြီဆိုတော့ကျွန်တော်ခုနှစ်တန်ကိုမလိုချင်ဘူးကျွန်တော်ကိုတဒံပဲချက်ပြပါတဒံကိုပဲကျွန်တော်ကိုအလွတ်စုပြပါပေါ့နော်ဆိုတော့ဆရာကလည်းတလောက်လွယ်တဲ့ဟာကိုလာမေးနေပြန်ပြီးတယ်ဆရာဘာကိုမေးချင်တာလဲတဲ့ဆိုတော့ကျွန်တော်ပြောချင်တာကဥပမာ master key ပေါ့နော် master key တစ်ခုလေးကိုဆိုနိုင်ဖို့အတွက်အလွတ်ရဖို့အတွက်ဆိုတာတကယ်မလွယ်ဘူးဆိုတော့ကျွန်တော်တို့မျက်မမြင်နေလို့ပဲလေကတိတစ်ခုကိုတို့နင်းတတ်ပြီဆိုရင်နောက်လေကတိတစ်ခုကိုနင်းဖို့တို့မှာဘလောက်အကွာဝေးရှိတယ်ဘလို့ရှိတယ်ဆိုတော့အကုန်လုံးမျက်မမြင်နေအကုန်သိတယ်ဆိုတော့ example အနေနဲ့ပြောတာပေါ့နော်ဒီမျက်မမြင်တယ်ကိုဆိုတော့တို့တောင်အဲ့လိုသိတယ်ဆိုကိုယ်တွေလည်းအဲ့လိုပဲဒီအခြေခံတို့တစ်ခုကိုရပြီဆိုရင်ရေကဘလောက်အကွာဝေးမှာရှိတယ်ဆိုတော့ကိုယ့်ရဲ့အတန်နေတာအတန်သုံးကိုကချိန်လို့ရတယ်အဲ့ချိန်ကြရင်ကိုကအတန် master key C တခုကိုရပြီဆိုကျွန်တော် D E F G A B C D အကုန်လုံးကိုကျွန်တော် set တင်ပေးလို့ရတယ်လို့ဆိုတော့ C တခုကိုပဲဒီဒေါ်တခုကိုပဲအလွတ်ချက်ပြီးမှလာခဲ့ပါလို့ကျွန်တော်မှားလိုက်တယ်ဆိုတော့အခြေခံနိုင်တယ်ဆိုတဲ့လူတွေပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါလေးကိုချက်ပြီးပဲကျွန်တော်စီပြန်လာခဲ့ပါလို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်ပြောလိုက်တော့အခုချိန်ထိမရောက်လာကြဘူးပြောချင်တာကအခြေခံချက်လေးဖြစ်စေချင်တာပေါ့နော်ဒါကြောင့်ကျွန်တော်ဒေါ်လေးကိုအရင်ချက်ပြီးမှလာပါလို့ဒေါ်လေးရရင်ကျွန်တော်စီမှာလာခဲ့ပါလို့ကျွန်တော်မှားလိုက်တယ်ဆိုတော့ကျွန်တော်ကိုပြန်ပြောလာတယ်ဒေါ်လေးပဲဘလို့တော့ချက်မှလေတဲ့ဒေါ်ဆွေပြီးပြီမဟုတ်လားတဲ့မဟုတ်ဘူးလို့အဲ့လိုမျိုးပို့ဆဆပို့တန်ပြောလို့ရတဲ့အရာ music ဆိုတာယူတန်ဆူတော့မယ်ဆိုလွယ်တယ်တကယ်တမ်းကိုကအလွတ်ရအောင်ချက်မယ်ဆိုရင်ခက်ခဲတယ်ဆိုတဲ့အရာလေးကိုပြောပြချင်တယ်